ဘောနော်ဒီမှာကြည့်ပါကျွန်တော်လုံးဝမချီးထားပါဘူးကျွန်တော်တငယ်ချင်းလည်းရှိပါတယ်ဒါကျွန်တော်ရဲ့တငယ်ချင်းပါကျွန်တော်တငယ်ချင်းခုကဘယ်လိုခေါ်လဲအိမ်သားထဲအိမ်သားတီးတော့ဘောနော်အိမ်သားထဲမှာအမဟုတ်ဝေါ်ထဲမှာဝေါ်နေရွက်တပါဘူးမိုင်းတွေစင်းနေပါတယ်ဟုတ်တယ်အဲ့လိုတော့ဒါကျွန်တော်ဒိုင်းမွန်းတစ်လုံးတွေ့ထားတယ်ပြီးတော့ကျွန်တော်ဟောပါတယ်ခွဲခြင်းဘယ်ခွဲရမလဲအတူလည်းမခွဲလို့ရတယ်မဘယ်လိုခွဲရမလဲခေါ်ယူပါဒါတော့ကျွန်တော်မိုင်းလုံးထဲကနေဒူးလာတဲ့ဟာတွေတော့မောင်းတာပဲဟေးโอเคနောက်ဒီနွားဟာပြုတ်ကြပါရငါလာတော့ကြည့်လိုက်အောင်ငန်းလွားပါဘယ်နဲ့လွားလဲဒီမတိလို့နေလားတိုင်းဘာနွားရတော့အေးမရထားမရှိလေးတော့မလုပ်တော့ပါဘူးလို့အဘငါဟိုမိုင်းတွင်းထဲကနေပြီးတော့ကြိုးစားပါးတူးလာတဲ့ရထားတွေလေးရထားပြန်လေးကိုဘယ်လိုကိုတူးလီးရညလီးရညလားโอเคကျွန်တော်တို့ဒီဟာတွေ let's go ပြီးကျွန်တော်တို့အိမ်ပြန်မယ်ပေါ့နော်ဒီကောင်လည်းမသိငါ့အိမ်လည်းဝင်နေပြီတော့မဝင်နဲ့သွားကဲဒီစီဒီပါကြီးကဲပစ္စည်းမယ်တော့ကြမယ်ရကတော့ကောင်းလိုက်တာဘာလို့လူများတင်းရမှာတော့ပြီးတော့ပန်းဆိုင်လာလဲတင်းရနေသေးရအိမ်မရှိလို့ငါမလုပ်လို့ကောင်းလိုက်တာโอเคဒါကျွန်တော်ရဲ့အိမ်ပါခင်ဗျာဒါကျွန်တော်တွေ့ထားတဲ့လွယ်ဒီကိုရဲပဲ3လုံးတွေ့ထားတယ်အဲ့တော့ပါမဟုတ်ဘူးနော်ကိုတော့10လုံးရှိတယ်10ခင်းလုံးရှိရကောင်းလိုက်တာမျက်စောင်းတော့ရကိုယ့်မျက်စောင်းတော့ရတာရေရှိငါမုံပြောင်းလေလေဒီပြောင်းလို့လားကြည့်ကြည့်လိုက်ပါနော်โอเคအဲ့တော့မယ်ကျွန်တော်သွားလိုက်တော့မယ်ဟလာလေအဲ့တော့မယ်ငါလုံးမာလာအဲ့တော့မယ် let's go ကဲခုကျွန်တော်တို့ဟိုလောက်ကြမယ်ပေါ့နော်ဒါကနေတာသွားချင်တယ်ဗျအခုကျွန်တော်တို့ very come to let's go တဲ့အကျွင်းပေါ့နော်ဘောကိုတူးလိုက်ရပိတ်လိုက်ရမယ်မလေးမလေးပိတ်လိုက်ကမအောင်ဒါလေးရထားလိုက်လို့ရမလေးလောက်ချင်လို့လာပါထားတယ်ဒါမရှိဘူးကွာကဲဘောတာမယ်အတူတူလီးတယ်
ဟာမရဘူးอ่ะဒီ โอเคပြဿနာရှုပ်ပုံတော့ပါခင်ဗျာဒီဗီဒီယိုကတော့โอเคဒီနေ့ဗီဒီယိုကတော့ပါပဲအဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်ဒါတော့ကျွန်တော်ရှုပ်တော်ပုံဗီဒီယိုဖြစ်ပါတယ်ဘိုင်ဘိုင်